Alo bé, mình là cho nó rồi tên tay mà ba đại sĩ đó ni biểu tôi sao đó tháp bút năm mươi tàu hàng của Việt Nam phía bắc đấy. Aku lagi cho nó video lo trên cho những cái đó ta thì đây này rồi sẽ là lý nó đâu nó sẽ lý kun nó sẽ chọn kun này bọn nó cho nó lo như này tôi đã khu vực là video ta video lo trên phía bắc đấy cho những cái lo ba đấy rồi cho nó rồi tên tay mà ba đại sĩ đó ni biểu tôi sao đó tháp bút năm mươi cho nó giao lưu thế gì chơi vừa cho nó video final này nghe sẽ biểu tháp phía bắc đấy cho nó đi lo biểu lấy ra gì chơi cả ba đấy rồi cho nó tao lại à ba phía là lấy rồi tao quay lại phía này đấy cả đó cũng mà cho nó đâu cả xíu trâu bút đuôi dưa bút đuôi của Nilan Shah mà phía đấy ai đó trong lúc cho nó đi với pha ta tay khai ta tầm miêu miêu cho cái này vì đó cho nó lâu sau này sẽ phía đảo của nó làm cho nó khó mới nhiều vào ba phía lúc lấy rồi cho nó lúc này đấy xóa cho nó lúc này đấy mà nó này dùng mình toán này đấy tôi trong lúc cho nó lúc điဒီနားမှာပဲအတဲပြီးနေမယ်ဆိုရင်ကျွန်တော်တို့ကရွေ့မှာမှုတဲ့အတွက်ကြောင့်မလို့ယခုလိုကျွန်တော်တို့ပြောင်းလဲမှုနဲ့ဒါရှေ့ကိုခြိတက်တာဖြစ်ပါတယ်ရှေ့ကိုဘယ်လိုခြိတက်တာလဲဆိုတော့ကျွန်တော်တို့နောက်မှာဖွက်နောက်မယ်ပြောင်းပြီးတော့နီးပြီးတော့33ခြေကုတ်လိုက်တဲ့ဂါတာတစ်ခုမှာကျွန်တော်တို့ကမိဂိတက်ရဲ့ဖြစ်သွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့နီးပြီးတော့33ရဲ့ထောက်ပုတ်ရဲဘော်ဖြစ်အားလုံးကိုပြောင်းလဲဖွက်စီးပြီးတော့လှုပ်ဆောင်ခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့တနေတိုင်းမှာပါတိုက်စီတို့နီးပြီးတော့33ထောက်ပုတ်တပ်ဖွဲ့ရဲ့လားစင်မာပါငွေအားလုံးကိုနေပြ33မှာခရမ်းစုဆောင်းရေးမှာပါဝင်ပြီးတော့ချောသောတရင်တက်ဖွဲ့တွေကကိုကြီးတောက်ခံလာခဲ့ရင်ကျွန်တော်တို့ပပရိတ်မှာရောနိဆက်ရမှာရောလှူခံပြီးတော့ကိုကြီးထောက်ပံ့သွားမှာဖြစ်ပါတယ်လှုပ်ဆောင်ပေးသွားမှာလည်းဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒါတဲဝင်ကျွန်တော်တို့တိပေးခြင်းဖြစ်တယ်ပြောပြခြင်းဖြစ်တယ်ကျွန်တော်တို့တွေလှုပ်ဆောင်နေတယ်ဆိုတာကရှစ်ကိုရွေးဖို့အတွက်ကိုနီလန်းရှာနေရတာလည်းဖြစ်တယ်လို့ရှစ်ကိုပဲကျွန်တော်တို့တောကြပါစစ်အောင်နိုင်ရေးအတွက်ပဲဦးစားပေးပြီးတော့လုပ်ကြပါ။ဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောရတာလဲဆိုတော့ကျွန်တော်တို့စစ်အောင်မှလည်းပြည်သူအားလုံးလောမြတ်တယ်လို့မြန်မာပြည်မြေပြုံထဲမှာရှိတဲ့ပြည်သူအားလုံးလည်းအများဆုံးလောမြတ်မှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တွေတက်ညီလက်ညီနဲ့မိမိယူထားတဲ့ခန်းကဏ္ဍတွေမိမိလှုပ်ဆောင်နေတဲ့ခန်းကဏ္ဍကနေပြီးတော့တအူးနဲ့တအူးပုတ်ခတ်မှုမရှိပဲပြောတက်ညီလက်ညီနဲ့မိမိရဲ့တောင်းမိမိယူထားတဲ့အစိတ်နဲ့မိမိလုပ်နေတဲ့ဖွဲ့စည်းနေနဲ့ပေါ့နော်။ကောင်းဆုံးရွေးနိုင်အောင်ကြိုးစားပေးကြပါ။ချင်းချင်းတိုက်ခိုက်ဝေဖန်သုံးသပ်နေမဲ့အစားကျွန်တော်တို့တွေရှေ့ကိုဘယ်လောက်ထိလှမ်းနိုင်မလဲ။ကျွန်တော်တို့တွေရှေ့ကိုဘယ်လောက်ထိတောပို့နိုင်မလဲဆိုတဲ့အရာနဲ့ကျွန်တော်တို့လှုပ်ဆောင်ခိုင်းချင်ပါတယ်။ဒီတော်လိုင်းရေးကကျွန်တော်တို့ဒီနားမှာပဲဝဲနေမယ်ဆိုရင်